စီပြန်မလာတော့ဘူးဆုံးသွားကြပြီသားသမီးလေးတွေတနေ့တစ်ခါတော့ပြန်ခဲ့ကြပါလားအမေကလည်းနေတိုင်းစောင့်မျှော်နေအဖေကလည်းရှင်နေကြိတ်လို့ပြောကွယ်တော်တဲ့သားသမီးတွေတကားတော့ကတော့သမီးဝိုင်းနေမှာလူအပြိုင်ချင်းသားသမီးတို့နေဘဝလေးတွေအဖေတွေးလို့ရှင်နေစောင့်မျှော်အမေလွယ်လို့ငိုရှိတ်မိပါလေအလေတကောက်ပြန်လာဦးမလားသားသမီးလေးတွေအမေလွယ်နိုင်ကြရဲ့ပြည့်ရဲ့ငယ်တော့သားသမီးလေးအဖေနဲ့အမေဘဝရင်နာစရာလွယ်နိုင်မျက်ရည်ကျွေးနေပြီဘုရားအင်္ဂလိပ်နဲ့နှစ်ဦးပဲကြံကဲဒီနေ့အတန်သွင်းလိုက်တဲ့တခြင်းလေးပေါ့အဖေနဲ့မေ့စီပြန်ခဲ့ပါလို့မြင်ရပါတယ်ကျွန်တော်ကိုယ်တိုင်ရေးဆက်တီးကုန်းပြီးတော့ဂီတာမူဆရာရဲမဲဦးမှတိခတ်ထားတာဖြစ်ပါတယ်ဒီနေ့ဖန်တီးပြတဲ့တခြင်းလေးပေါ့ဒီနေ့အသက်သွင်းပြတဲ့တခြင်းလေးပေါ့ဒါကျွန်တော်ရဲ့အဖေကျွန်တော်ရဲ့ဖခင်ကြီးဖြစ်ပါတယ်ဒါတော့ကျွန်တော်မိခင်ကြီးပါမိခင်ကြီးဖေတို့မေတို့ငယ်တုန်းကတပ်ပုံလေးဒါကဖေပစိုးနဲ့အင်ဂျီလေးတွေလွန်ခဲ့တဲ့အနည်း20ကျော်ပေါ့ကျွန်တော်ငယ်တုန်းကပေါ့လွန်ခဲ့တဲ့အနည်း20ကျော်ဖေဝတ်သွားတဲ့ပစိုးပေါ့ကျွန်တော်တို့အလူလောက်တုန်းကကျွန်တော်၄တန်းနှစ်တုန်းကအလူလောက်တုန်းကဖေဝတ်ခဲ့တဲ့ပစိုးနဲ့ဒီအင်ဂျီကဖေဝတ်ခဲ့တဲ့အင်ဂျီလေးဒါအမတ်တရတင်ထားတာဒီအပိုင်းကမှန်ကောင်တာလေးနဲ့ထည့်မလို့ထုတ်ထားတာမှန်ကောင်တာလေးစီစဉ်ပြီးတော့ထည့်မလို့ဒီအင်ဂျီလေးလည်းဖေငယ်တုန်းကဝတ်ခဲ့တဲ့အင်ဂျီလေးလွမ်းလို့ပေါ့လွမ်းပြေတင်ထားတာဒီအပိုင်းမှန်ကောင်တာလေးဝယ်ပြီးတော့ထည့်မယ်မိထမင်းရောတော့ကျွန်တော်ဗီဒီယိုထဲမှာရှိတယ်မိကတော့တရှိထင်ရှားရှိနေပါသေးတယ်ဒါအမိငယ်တော့ပုံအဖေတတိရတာပေါ့အဖေပစိုးတွေအဖေအင်ဂျီတွေမြင်လိုက်တဲ့အခါလွမ်းတာပေါ့အရန်တတိရတယ်ကျေးဇူးကြီးလွန်းလို့ကိုတလုံးစားဖို့သူကျေးဇူးတောင်းမှထမင်းတလုံးကျွေးဖို့ရင်တောင်းမှကျေးဇူးကြီးလွန်းလို့အဖေတပ်ပုံလေးမြင်လဲရတော့သတိရလိုက်တာကျေးဇူးရှင်ကြီးမစားစရာမတောင်းစရာနဲ့ကိုပေါ်ကျွေးမွေးစောင့်ရှောက်လာလေကျွေးတဲ့ဖခင်ကြီးရန်တရီရပါလေညဲရှခုခိုင်လေးပါပဲကိုပေါ်မှာထမင်းတလုံးကျေးဇူးရှိခဲ့တဲ့ပုဂ္ဂိုလ်တောင်းမှဘယ်တော့မှမမေ့လိုက်ပါနဲ့ထမင်းတလုံးတန်ဖို့ထမင်းတလုံးရဲ့လက်ထဲမှာဆန်စီပေါင်းများစွာထမင်းစီပေါင်းများစွာရှိတယ်လေထမင်းတလုံးကျွေးဘူးတဲ့လက်တစုံကိုယ့်ဘာမှာထမင်းတလုံးကျွေးဘူးတဲ့သူဘယ်တော့ခါမှမမေ့လိုက်ပါနဲ့ထမင်းတလုံးကျွေးဘူးတဲ့သူတောင်ဘလောက်ကျေးဇူးရှိရဆိုရင်ကိုယ့်ဘာမှာဒီလူလောကကြီးတွေကိုခေါ်ဆောင်ပြီးတော့လူလောကလေးကိုလဲလာခွင့်ပေးခဲ့ပြီးတော့ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်မိခင်ဖခင်တို့ရဲ့ကျေးဇူးစဉ်းစားတာကြည့်တော့အဖေမှာအာနာစရာမလိုဗျာအမေမှာအာနာစရာမလိုကိုကြိုက်တဲ့ချိန်စိတ်ကြိုက်စားတော့ခွင့်ရတာအဖေနဲ့အမေတို့အိမ်မှာမိခင်ဖခင်တို့ပြတ်မထားကြပါနဲ့ကျွေးမွေးစောင့်ရှောက်ကြပါရင်ကြီးတိမ်မွေးစွာနဲ့ကျွေးမွေးစောင့်ရှောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ဒီတော့ကမိဘကျေးဇူးဆက်တဲ့နေရာမှာလေခမရပဲလို့ခမရပဲညာလို့ပြန်ပြောပြီးတော့ကျေးဇူးမဆက်မိကြပါစေနဲ့ရင်ကြီးတိမ်မွေးစွာနဲ့မိဘဘောမှာတိခံစိတ်အပြည့်နဲ့စိတ်ရှိစွာကျေးဇူးအထူးဆက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးကျန်းမာပါစေအားလုံးချမ်းသာပါစေကွယ်တော်တဲ့သားသမီးတွေတကားတော့ကတော့သမီးဝိုင်းနေမှာလူအပြိုင်ချင်းသားသမီးတို့နေဘဝလေးတွေအဖေတွေးလို့ရှင်နေစောင့်ရအမေလွယ်လို့ငိုရှိတ်မိပါလေအလေတကောက်ပြန်လာဦးမလားသားသမီးလေးတွေအမေလွယ်နိုင်ကြရဲ့ပြည့်